ငယ်ဘိုက်တွေအောက်နေလို့ဆိုပြီးဒေါ်ကြီးဖုန်းဆက်ပြောတော့ကျွန်တော်ယူမတက်ခံစားလိုက်ရပါတယ်မောင်ရစိတ်ပူပြီးတော့ငယ်စီချက်ချင်းလာခဲ့တာပါငယ်ဒါပေမဲ့ငယ်ရဲ့အထကြီးတဲ့မောင်ကငယ်ရှိမှာတော့ဘယ်တော့မှစိတ်ပူမပြဘူးကြိုးဆက်မပြဘူးကွယ်စူးစမ်းနေတာငယ်သိမှာပါငယ်ကိုမောင်လက်ချင်းစီစဉ်ပါတယ်ဒါပေမဲ့မောင်ကြောင့်လက်ကျင်မှုတွေကိုမျိုးသိပြီးခံစားနေရတဲ့ငယ်ကိုမြင်တော့မောင်ပိုပြီးနာကျင်ရတယ်ဒါပေမဲ့အတိတ်ကဖြစ်ရတဲ့တခုကမောင်ကိုချောင်းလန့်နေတော့မယ်မောင်မဖြေနိုင်သေးဘူးတိမ်ဆိုင်ဆိုတဲ့ကောင်လေးကအမှန်တော့မောင်တငယ်ချင်းတယောက်ရဲ့ညီပါမောင်ကူညီတောင်းထားပြီးလို့လက်ကူညီပေးအောင်တတ်ပါပဲဒါပေမဲ့အညာငဲ့ရဲ့ဖြူဥနေတဲ့ခြေထောက်လေးရင်းနှီးဦးလောင်သွားခဲ့တယ်လေငဲ့ဘလောက်ပဲဟန်ဆောင်နေပါစေမောင်ဆိုတဲ့လူသားလေးကငဲ့ကိုအရေးလိုလိုက်ကြည့်နေရကြောင်းမောင်ကုန်သိပါတယ်ငဲ့ခြေထောက်ရင်းနှီးဦးလောင်တာမောင်နှလုံးသားတစ်ခုကိုအစ်စ်နဲ့ပတ်လိုက်ရတယ်လို့ပဲနားကျင်ရပါတယ်ဒါပေမဲ့မောင်ကငဲ့ထက်ပိုပြီးဟန်ဆောင်ကောင်းခဲ့တယ်လေဒီချိုကန်နဲ့ဝင်ပြီးငိုတဲ့နေတိုင်းမောင်ပြင်ဘက်ကနေအဖော်လုပ်ပြီးငိုပေးနေပါတယ်ငယ်မောင်ငယ်ကိုရင်ငွေနဲ့ဆက်တင်ပြီးမငိုပါနဲ့ငယ်လို့တော့မောင်ပြောပေးနိုင်ပေမဲ့မောင်ပြင်ဘက်ကနေငယ်ကိုထိုင်ဆောင်ပေးနိုင်ပါတယ်မောင်ကငယ်ကိုတိတ်ချစ်တာပေါ့ချစ်လုံးလို့လဲမောင်တင်းသိမ့်ပိုက်ခဲ့တာပါမောင်မျက်စိရှိမှမောင်မဟုတ်တဲ့တခြားလူနဲ့ဂရင်ပေါ်မှာဖြစ်ချင်တိုင်းဖြစ်နေတာကိုမြင်ခဲ့ရတာတော့ငယ်ဆိုတဲ့လူသားကိုပိုင်ဆိုင်ခြင်းလုံးပါပဲဒါကြောင့်မို့3နှစ်အတွင်းမောင်ကငဲ့နာမှာလူလွတ်ပြီးတော့ဆောက်ရှောက်ခိုင်းခဲ့ပါငဲ့ခန္ဓာကိုပထမအဆုံးပိုင်ဆိုင်ခဲ့ရတဲ့လူကမောင်မဟုတ်ရင်တော့မောင်နာမှာငဲ့ကိုရှိစေချင်ပါတယ်ငဲ့သိလားမောင်ကြောင့်ငဲ့နာကျင်ရတာမှန်ပေမဲ့ငဲ့ကိုမြင်တိုင်းမောင်လည်းဘလောက်တောင်နာကျင်ရလဲဆိုတာငဲ့တွေးဘူးလားငဲ့ရဲ့နောက်ဆုံးထွက်သက်တိမောင်နာမှာနေပြီးတော့မောင်ရဲ့ဟန်ဆောင်မုန်းတွေကိုခံယူပါငယ်ထပ်ပြီးတော့ထွက်ပြေးဖို့မကြိုးစားပါနဲ့မောင်ငယ်အတွက်ဘာမှစိုးကုန်လုံးနိုင်တာကြောင့်ကြိုးစားရင်ပို့ပြီးတော့နာကျင်ရလိမ့်မယ်အိမ်ပြန်တော့ကြမယ်ပြောထားပေမဲ့လည်းကျွန်တော်ငယ်ကိုစိတ်မချရကြောင်းစောစောပြန်လာခဲ့ပါတယ်မောင်ပြန်လာတာစောသားပဲ ဘာလို့ရေးတွေတောက်နေတာလဲဘသူကတောက်ခိုင်းတာလဲဒေါ်ကြီးလားဒေါ်ကြီးဘာလို့ရေးတွေတက်ရတာလဲဘိုက်အောင်နေတာကိုကွာ မောင်ငဲ့ကိုစိတ်ပူနေရလားဒါမှမဟုတ်ငဲ့အချင်းချာချာနေမကောင်းဖြစ်နေတာကိုမောင်ယွန်းလေသလားဘာပဲဖြစ်ဖြစ်နေပြောပါတယ်မောင်ဒေါ်ကြီးတိုက်တာမဟုတ်ပါဘူးငဲ့ဘာသာငယ်တောက်ချင်လို့ပါစိတ်မပူပါနဲ့အဆင်ပြေပါတယ် စိတ်ပူတယ်ဘသူကလဲအပိုတွေရှောက်တွေးမနေနဲ့ငါအိမ်မှာလူမမရှိနေတာကြက်တီရုပ်လို့မြန်ပြန်ကောင်းဖို့လိုအပ်တယ်ဒီလောက်ပဲ ။အိုးမောင်ရဲ့ငယ်အတီးဝတောင်ပြောခွင့်မရှိပါလား။စက်တီရုပ်တယ်လေလားရင်အဲ့လိုဖြစ်သွားခဲ့ရင်ငယ်ရပဲထပ်ပြီးတောင်းမှန်ပါတယ်။အဲ့တော့စိတ်ချပါ။ငါပြန်ကောင်းနေပြီမလို့မောင်ရင်စက်တီမြုပ်တော့ပါဘူး။မောင်ကိုငါလိုပြောတာပထမဆုံးအချိန်မှာချစ်သူဖြစ်ကြတဲ့ကအခုချိန်ထိကိုငယ်လို့သာသုံးလုံးခဲ့ရပါ။ ပြန်ကောင်းနေပြီဆိုလဲပြီးတာပဲမဟုတ်ရင်ဆေးဘွားအလကားနေထပ်ပြီးကုန်နေဦးမယ် မောင်ရက်ဆက်ပါတယ်စကလုံးနေနဲ့လူကိုအချင်းချင်းတတ်နိုင်ခဲ့ပါတယ်ဒီလောက်ထိလူကိုရောနှလုံးသားကိုပါနာကျင်စေတဲ့မောင်နာမှာဒီအချိန်ထိဆက်နေနေတာမောင်ကိုချစ်လို့ဆိုတာမောင်မသိဘူးလားပြီးတော့အတိတ်ကအပြစ်တစ်ခုကြောင့်ပေးဆက်ချင်အောင်တတ်ပါ မောင်တောင်းမှန်ပါတယ်ငယ်ကိုစက်တီရုပ်တယ်လို့ပြောမိတဲ့အတွက်မောင်ကိုခွင့်မလွတ်ပါနဲ့ကွာဒါနဲ့ငယ်ရရောဘာလို့ရေးတွေတောင်းနေရတာလဲဘိုင်းအောင်နေတာကိုမောင်စိတ်ပူလို့တေတော့မယ်ငယ်သားတစ်ခုပြီးတစ်ခုထပ်ဖြစ်ရင်မောင်ခံနိုင်ရှိမှာမဟုတ်ဘူးငယ်ကိုပဲနားကျင်အောင်မောင်ပြောရပြန်ပါမယ်ငိုပါနဲ့ငယ်မျက်ရည်တွေငယ်ရဲ့ငိုတန်တွေကိုယွန်းတယ်လို့ပြောခဲ့တာအမှန်တော့မဟုတ်ပါဘူးငယ်မျက်ရည်တွေကိုမြင်တိုင်းမောင်ပူလောင်ရတယ်ငယ်ရဲ့ငိုတန်တွေကိုကြားတိုင်းမောင်ရင်ထဲမှာမုံတိုင်းတိုက်တယ်လို့ခံစားရပါတယ်မောင်ကိုခွင့်မလွတ်ပါနဲ့
ဂျာဒီဥရုကအေးလာတာကြောင့်ကျွန်တော်အိမ်ထဲကိုပြောင်းဝင်ခဲ့ပါတယ်မောင်အိမ်နေပြီအထင်နဲ့အိမ်ရပေါ်အသားလေးဝင်ပြီးကျွန်တော်အိတ်လိုက်ပါတယ်နောက်ကျောဘက်ကအနှွေးတက်ကိုခံစားလိုက်ရတာကြောင့်လက်ကြည့်မဲ့လို့တော့ ဒီတိုင်းအိတ် မောင်ငါ့ကိုဖတ်ထားတာပဲလက်ထက်တဲ့နေ့ကလေးကခုချိန်ထိမောင်ဖတ်တာပထမဆုံးအချိန်ကိုငဲပြောချင်ပါလေဒါပေမဲ့မောင်နှခမ်းစီကထွက်လာမဲ့စကားလုံးတွေကိုလည်းငဲကြောက်နေမိပါတယ်မောင်ငါ့ကိုယွန်းနေဆိုဘာလို့ ယွန်းနေအိတ်ချင်မီတိတ်တိတ်လေးနေပေး မောင်ငါ့ကိုချစ်လာရင် ဘာလို့လဲ မောင်မအဖေမရှိဘူးမလားငဲသိပါတယ် ချစ်ခဲ့တယ်တစ်ချိန်တော့ ဒါဖြင့် အိတ်ချင်နေပြီလို့ပြောထားတယ်နော် ကျွန်တော်ရဲ့စကားဆက်ပြောခွင့်တို့ထပ်မံတားဆီးခံလိုက်ရပါတယ်။မောင်စီကချစ်တယ်လို့ကြားရတာနဲ့နေခံစားသမျှအကုန်တက်တာသွားမယ်ဆိုရတာသိရင်မောင်ဖြေပြီးမှလား။ခုတော့မောင်ဖေကချစ်ခဲ့တယ်တဲ့အင်းမလောလောဆယ်မောင်ရင်ဝင်ထဲမှာအိတ်ဆက်ခွင့်ရနေတယ်လုံလောက်ပါပြီမောင်။နေဒီနေ့ညအိမ်မက်တွေလှပပါရစေ။ နောက်ကနေဖတ်ထားတယ်ဆိုပေမဲ့ငင်းငုံနေတာမောင်သိပါတယ်ငိုလိုက်ပါငယ်ဒါပေမဲ့မောင်မမြင်ပါစေနဲ့ငယ်မောင်မမြင်တဲ့လုံးကငင်းမျက်ရည်တွေပဲမှုလို့ပါဒါပေမဲ့မောင်ကပဲမျက်ရည်ကြောင်တဲ့တရားခံဖြစ်နေခဲ့တယ် မနဲ့လင်းတော့မောင်ရှိမနေတော့ပါဘူးအေးရထားပြီးလှုပ်ရှားရှိရလှုပ်ပြီးအောက်ထပ်ဆင်းလာခဲ့လိုက်ပါတယ်အောက်ထပ်ရောက်တော့မမပန်းအောင်ကိုတွေ့လိုက်ရလို့ကျွန်တော်အံ့ဩမိပါတယ်မမပန်းရော မမနဲ့အပြင်လိုက်ခဲ့ပါလားတယောက်တည်းဆိုတော့ပြင်းနေရမို့ ဗျာမောင်ကအပြင်မထွက်ရဘူးပြောထားတယ် ။အိုးသူ့အမတယောက်လုံးကလားခေါ်တာထည့်ရမှာပဲလေရရလိုက်ခဲ့နော် ဖြစ်ပါမလားမောင်စိတ်ဆိုးနေမှဖြင့် ။သွားပါဝတ်စားသွားလေသွားကြ ဟမ်ဟုတ်ကဲ့အဲ့လိုနဲ့ကျွန်တော်မောင်အမနဲ့အပြင်ကိုပါသွားခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်စိတ်ထဲထူးဆန်းနေပါတယ်လွန်ခဲ့တဲ့နှစ်တွေတုန်းကသူကိုယ်တိုင်အကွက်ဆင်ပြီးမောင်နာပြောက်ွယ်ဖို့လုပ်ခဲ့တဲ့သူမှခုကျွန်တော်ပေါ်ကောင်းပြနေတာတာမန်မဟုတ်မှန်းကျွန်တော်ရိပ်မိပါတယ်မောင်မျက်နှာကြောင့်ကျွန်တော်ဆက်ပြီးတီးခံရပါအောင်မယ်သူမှကျွန်တော်ကိုရန်မီဆိုတဲ့ကော်ဖီဆိုင်လေးကိုခေါ်လာခဲ့ပါတယ်ဆိုင်ပြင်စင်လေးကအရန်လာပြီးတိတ်ဆိတ်တာကြောင့်ကျွန်တော်နှစ်သက်ပါတယ်တချင်းချင်းချင်းလေးဖွင့်ပေးတာတော့ပို့ပြီးခံစားလို့ကောင်းပါတယ် ။ဘာစားမလဲဘာတောက်မလဲမနော်မမကြည့်မှာ ကော်ဖီပဲပေးပါ ။အဲ့ဆိုလေကော်ဖီနှစ်ခပ်ပဲမလိုက်မယ်နော် ဟုတ် ။မမမင်းကိုပြောစရာရှိတယ်။မမရဲ့အထက်ကလို့ရတဲ့အတွက်မမတောင်းမမရဲ့နော်။ပြီးတော့လေအဲ့ဒီအကြောင်းလေးကိုမမမောင်လေးတူကမှအရန်ကြောက်တယ်။မမမောင်လေးကိုမသိပါစေနဲ့နော်။အကယ်မင်းမုန်းမယ်ဆိုလို့ရှင်မမအောင်မုန်းလိုက်ပါ။မမရဲ့မင်းအမုန်းတွေကိုခံယူအတွက်မအစင်သင့်ပါပဲ ဒါဆိုကျွန်တော်ကရောမောင်အမုန်းနေနေပဲရှင်တန်နေရတော့မှာလားမောင်တို့မောင်နှမနှစ်ယောက်လုံးတိတ်ကိုတကူကောင်းဆန်ပါလေတစ်ဖက်လူနည်းနည်းမှမစာနာပြီးတတ်တာအကျဉ်းများဖြစ်နေမလားလို့ကျွန်တော်တွေးလိုက်ပါတယ်ရုတ်တရက်လူတယောက်ကျွန်တော်တို့ဝိုင်းကိုလာနှုတ်ဆက်တယ်ကြည့်ရတာတော့လူလက်ပိုင်းတွေကရိုးရည်တန်တန်နေတဲ့ကောင်းလေးတရားဟုတ်ဗျ ဟာမမတွေ့ရကြပြီနော်ကျွန်တော်မှတ်မိသေးလား ဟမ်မောင်လေးဆက်မမမမိပဲနေမလားနမေကြီးပဲကိုလာထိုင်လေ ဟုတ်ကဲ့မမကတော့မြောက်ပြီဗျာဒါနဲ့သူက အော်သူ့နမေကတပါမောင်နဲ့ဒီတန်းရဲ့အမျိုးသား ဟိုးတီတန်သွဲဆဲဖြစ်တာလည်းမပြောနဲ့လေဖြူဥပြီးနုဖက်နေတာပဲ ဟုတ်ကဲ့တွေးရတာဝမ်းသာပါတယ် ကိုလည်းဝမ်းသာပါတယ်ကို့နမီလက်မှတ်ထားပေါ့ဇက် ဟုတ်ကဲ့ ဟဲ့တပါနင်တို့မသိဘူးလား ဗျာ နမေကြီးပုံတူပကြီးဆွဲဆရာဆက်ဆိုတာလေနင်မကြောက်ဘူးလား sorry ကျွန်တော်မသိဘူးဗျ ရပါတယ်အရင်ကမသိပေမဲ့အခုသိပြီပဲကိုမင်းနဲ့တငယ်ချင်းဖြစ်လို့ရမလား ရပါတယ် โอเคဒါကကို့ဖုန်းနံပါတ်မင်းလေးဆက်ချင်တဲ့အချိန်ဆက်လို့ရအောင် မကောင်းတဲ့လူကိုပြုံးပြပြီးကျွန်တော်ယူထားလိုက်ပါတယ်နောက်ဆက်ဆက်ကြမလို့တဲ့လူကိုဘာအတွက်ကြောင့်ဖုန်းတွေဆက်ပြီးအချိန်ကုန်ခံရမှာလဲအချိန်နည်းငယ်လောက်သူနှစ်ယောက်စကားပြောနေကြပါတယ်ကျွန်တော်ဆိုတာရောက်လျာမှာအပေခံပါ
မမပန်းအောင်ဖုန်းလာကြောင်းဖုန်းပြောရန်ဆိုင်မျိုးထွက်သွားခဲ့ပါတယ် တဘာမောင်ဆိုတော့ကိုမင်းကိုမောင်လို့ခေါ်လို့ရမလား ဗျာတဘာလို့ခေါ်တာပိုအဆင်ပြေမယ်ထင်တယ် ဒါနဲ့မင်းနဲ့ကြည်တဲ့ကတိတ်ရှိကြရလို့မမကပြောဘူးလေဟုတ်လား မမပန်းအောင်ပြန်ရောက်လာကြောင်းစကားစားလို့ပြတ်သွားခဲ့ပါတယ်သူနှစ်ယောက်ထပ်ပြီးစကားတွေပြောနေကြပါတယ်ကျွန်တော်မိနေတယ်လို့ပါပဲဟင်မောင် မမကျွန်တော်တဘာမောင်ကိုပြန်ခေါ်သွားရမယ်ကိုဘာသာပြန်လိုက်တော့ကားကိုအတင်းမောင်းလာပြီးကျွန်တော်တို့အိမ်ပြန်ရောက်ခဲ့ပါတယ် တက်တီတွေတိတ်ကောင်းနေတယ်ပေါ့လေဟုတ်လားတဘာမောင် မောင်ဘာပြောနေရလဲငါမသိဘူး မသိဘူးဟုတ်လားမသိရင်ဘာလို့အပြင်သွားရလဲပြောစမ်း ပြင်ကိုသွားခြင်းလို့သွားခဲ့တာမဟုတ်ပါဘူးမောင်အမ မသွားခြင်းပဲသွားလိုက်ရတယ်ပေါ့ဆိုလိုတာက ကျွန်တော်စကားဟုတ်တောင်ဆုံးအောင်မောင်နားမထောင်ပေးပါပဲသူပြောချင်တာတွေကိုသာပြောနေခဲ့ပါတယ်ခဏလောက်ဖြစ်နားထောင်မအောင်လားမောင်ရေမောင်အမကြော ဘာ င့် မမကြောင့်ဟုတ်လားမမကခေါ်တာနဲ့ပဲမင်းကလိုက်သွားတယ်ပေါ့လေဒါဆိုမင်းကခေါ်တိုင်းလိုက်တာလား မောင် ပါလေအနာဘောဒုတ်ကြသွားလို့လားအေးလေငါနဲ့လက်ထပ်ပြီးကြရမင်းနဲ့ငါနဲ့ခုချိန်ထိဂရင်မောကိစ္စဖြစ်မလာတော့မင်းရဲ့သွေးသားကတောင်းတနေလောက်ရောပေါ့ဟုတ်တယ်မလား ပြောရလိုက်တာမောင်ရေငယ်ရဖြစ်ချင်တိုင်းဖြစ်နေတဲ့အပြက်ကောင်လို့သာပြောလိုက်ပါတော့လားခုတော့ရှင်မထဲကနားလိုက်တာအရင်ပဲမောင်စကားတွေကြောင့်ငယ်အချင်းချင်းနာကျင်ရပါမယ်ငယ်နှလုံးသားအကျဉ်းသားမရသေးတော့ခံနိုင်ရင်မရှိပြန်ဘူးမောင်ရှင်မငုံမိအောင်ထိန်းထားပါရဲ့နဲ့ကျွန်တော်ငိုချလိုက်မိပါတယ်တောင်းပန်ပါတယ်မောင်ရုံနဲ့ဆိုရဲမေးရည်မောင်ရှင်မကြစီမိတဲ့အတွက်မောင်ကရက်ဆက်တဲ့နေရာမှာလဲတော်တယ်နော်ငယ်လေးငယ်ဘဝမှာဘာလို့မှနောင်နာမရခဲ့ဘူးဒါပေမဲ့မောင်ကိုချစ်ခဲ့မိတော့လို့ငယ်နောင်နာရချင်နေမိပြီးမောင်သိတာ မငိုပါနဲ့ငယ်မောင်မခံစားနိုင်လို့ပါခုလူတွေပြောတယ်ဆိုတာကလည်းနောက်တစ်ချိန်ငယ်ကိုဆုံးရှုံးမှကြောက်လို့ပါမောင်အတ္တတွေမကြည့်ချင်ပဲကြီးနေရတာပါပြီးတော့မောင်ကိုချစ်တာငယ်နောင်တရတယ်ဆိုရင်ငယ်တခြားသူနဲ့အိတ်ခဲ့တာတိတိနဲ့စစ်ချစ်မိနေတဲ့မောင်ကရောနောင်တရတင်လာငယ်တိတ်ပါတော့ငယ်မငိုပါနဲ့တော့ယွန်းနေငါရှေ့မှာလာမငိုနဲ့ ဟုတ်သားပဲငါမေ့သွားတယ်မောင်ကငါ့ကိုယွန်းနေဆိုတော့ sorry မောင်ငါအပေါ်တက်တော့မယ်နော်ဟန်ဆောင်ပြုံးပြရတာလေငရေတစ်မျိုးပါလားမောင်ကျင်းနှက်ဖို့အတွက်ထပ်ပြီးနာကျင်ရလဲအဆင်ပြေတာမို့ရေချိုးခန်းလေးထဲမှာအတန်တိတ်ငူဝပြန်ပါပြီမောင် ငယ်ရေရှုခန်းလေးထဲသွားမယ်ဆိုတာသိလို့နောက်ကနေကျွန်တော်လိုက်လာခဲ့ပါတယ်ငယ်ကကျွန်တော်ကြောင့်နာကျင်ရပြီးရှေးအောက်မှာငိုနေပေမဲ့ကျွန်တော်ကတော့အပြင်ဘက်ကနေအဖော်ပြုတ်ပေးနေပါတယ်ငယ်ခံစားရတဲ့ထက်မောင်ပူပြီးခံစားနေရပါတယ်ငယ်ရဲ့မျက်ရည်တွေကြောင့်ပေါ့ ညာကမောင်ကျွန်တော်နဲ့လာမအိပ်ပါဘူးကျွန်တော်ပြီးမှမအိပ်ချင်တော့တဲ့အထိရှင်သွားပြီထင်ပါတယ်မောင်စီကဥပိ္ပခလေးကိုနေတိုင်းရနေပြီမဲ့ခန္ဓာရင်မရှိတဲ့ကျွန်တော်နှလုံးသားကြောင့်ကိုအပြစ်တင်မိနေပါတော့တယ်တခုခုဆိုဟမ်းမဆောင်နိုင်အောင်ကြာလာတဲ့ကျွန်တော်မျက်ရည်တွေကိုမောင်ရှင်တာထက်ကျွန်တော်ပိုးရှင်ပါတယ်ခုလေအိယာနိုတော့ညာမောင်အတူလာမအိပ်ပါလားဆိုတဲ့အတီးနဲ့တင်ထပ်ပြီးဝမ်းနေရပြန်ပါတယ်ဒါပေမဲ့လည်းဒါကျွန်တော်ဖြစ်တည်မှုပဲလေတက်နိုင်တာလည်းမရှိတာကြောင့်ဒီတိုင်းလေးသာရှေ့ဆက်ရမှာပါပဲ 哦，这吧，တောင်းလို့ပြီလားတော်ကြီးထမင်းကြော်ထားပြီးဒါစားလိုက်အောင် ဟုတ်ကဲ့
ဒါနဲ့မောင်ရော ကောင်လေးတယောက်ကတာမလို့ခင်လာခေါ်တော့လိုက်တော့လေ ဩကျွန်တော်ဘာမှဆက်မပြောတော့ပဲထမင်းသာဆက်စားနေခဲ့ပါတယ်ရှင်ထဲကတော့နားနေခဲ့တာပေါ့ တိမ်ဆိုင်ကိုယ့်ကိုကူညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကွာဒါပေမဲ့ငဲ့ကိုရမ်းတနာတယ် ရပါတယ်ကိုကျွန်တော်ကကူညီပေးရရုံနဲ့ကျင်းနေနေတဲ့ကောင်ပါ ထပ်ပြီးကျေးဇူးတင်ပါတယ် ကျွန်တော်ကိုကိုတခုမေးလို့ရလားယင် မေးလေရပါတယ် ကိုတကယ်ပဲတပတ်မောင်ကိုချစ်လားယင်ကို ချစ်တယ်ကိုသူ့ကိုတိတ်ချစ်တယ်ချစ်လွန်းလို့နွားဘွားအရောက်ခံပြီးတက်ထက်ခဲ့တာဒါပေမဲ့ကိုသူ့ကိုချစ်တယ်လို့တော့မပြောတော့ဘူး ကျွန်တော်ကိုချစ်လို့ရလားယင် တင်းဆိုင်စကားကြောင့်ကျွန်တော်ဆွန့်ရသွားခဲ့ရပါတယ်အဲ့ဒီကောင်လေးကျွန်တော်ပေါ်ခံစားချက်ရှိနေတာအစကတည်းကရင်းမိပေမဲ့သိကြအောင်ဆောင်ထားခဲ့ပါတယ်အဲ့ဒီခံစားချက်တွေကလည်းကျွန်တော်ကိုကူညီဖြစ်လာတာကြောင့်မလို့အဖြစ်တော့ဆိုရပါဘူးဒါပေမဲ့မဖြစ်နိုင်တာကြောင့်လက်လျှော့လိုက်ပါကောင်းလေး ကို ဟမ်ကိုကအိမ်အောင်တယ်ပါ ကျွန်တော်သိတယ်လေအဲ့ဒါဘာဖြစ်လဲ ဘာဖြစ်လို့လဲဆိုတော့ကိုကငယ်ရလွဲပြီးထက်မချစ်နိုင်တာကြောင့်တိမ်ဆိုင်အပင်မခံပါနဲ့ ကျွန်တော်ကပင်မမှုတန်ကိုနှစ်သက်တယ်ဆိုရင်ရော ဒါကတော့တိမ်ဆိုင်နဲ့ဆိုင်သွားပြီမို့လို့ကိုဘာမှမပြောလို့ပါဘူးကိုကငဲ့ကိုပဲအချစ်တွေရောအမုန်းတွေရောအရာအလုံးပေးထားပြီးသားပဲဆိုတာတော့သိစေချင်တယ်ထားပါဘာပဲဖြစ်ဖြစ်ကိုလိုအတိုင်းရှိနေပြီမယ်ပြန်တော့မလားကိုတို့ထွက်လာလဲကြာပြီဆိုတော့ ပြန်ကြမယ်လေ မနေ့စော်ရီကျွန်တော်ငင်းတစ်ဖူးလေးကိုခိုးနှမ်းပြီးတော့ငင်းမျက်နှာလေးကိုချီရင်တနေ့တာအစားပြုခြင်းပေမဲ့တိမ်ဆိုင်ဆိုတဲ့ကောင်လေးကမနှက်စာကျွေးမယ်ဆိုပြီးအတင်းခေါ်သွားလို့လိုက်သွားခဲ့ရပါတယ်မထင်မှတ်ထားပဲအဲ့ဒီကောင်လေးစီကဒီနေ့စကားတွေကိုသိခဲ့ရပေမဲ့ကျွန်တော်ဘဝမှာငယ်ဆိုတဲ့လူသားလေးရှိရင်လုံလောက်ပြီးမို့ကျွန်တော်ငင်းခဲ့ပါတယ်ငယ်ပေါ်တစ္ဆာရှိနေခြင်းကလည်းပါပါတယ် မနေ့စာစားပြီးခြံထဲကဒန်းလေးမှာထိုင်နေတော့ကားတစ်စီးခြံရှိမှလာရတာကြောင့်ကြည်လိုက်မိပါတယ်။မောင်နဲ့တိမ်ဆိုင်ဆိုတဲ့ကောင်လေးဖြစ်နေပါတယ်။ကျွန်တော်မဟုတ်တဲ့အခြားတစ်ယောက်နဲ့မောင်ပြောနေတာမြင်ရတာအသက်ရှူရတောင်ကြက်ရပါတယ်။ရှင်မက်ထဲကလည်းစူးပြီးအောင်းလိုက်တာမောင်ရဲ့ရုတ်တရက်မောင်ရဲ့နှကန်းသားတွေကိုမက်မက်မုံမုံနမ်းရှိုက်လိုက်တာကြောင့်လက်ထဲကဖန်ကွယ်လေးကျကွဲသွားတဲ့အထိကျွန်တော်အသီးစိတ်လွတ်သွားခဲ့ပါတယ်။ ဖန်ခွက်ကြောက်ခွဲတန်ကြမှာနေအောင်လုံးလှည့်ကြည့်လာခဲ့ပါတယ်။ sorry မောင်ငါတတိလက်လွတ်ဖြစ်သွားလို့ အမြဲတမ်းနမောနမဲနဲ့ မောင်ပြောသလိုပဲငါကစံကုန်မီလေးတစ်ကောင်ပါဘယ်နေရာမှအသုံးမဝင်ဘူးဖန်ခွဲစားတို့ကောင်းရင်မဖိတ်ခေါ်ပဲကြာလာတဲ့မျက်ရည်တွေကိုမောင်မမြင်အောင်ဖုံးထားပြန်ပါတယ်။မောင်စီကယွန်းနေဆိုတဲ့စကားမကြားဖို့အတွက်အတက်နိုင်ဆုံးဖုံးထားပါမယ်။ မျက်လုံးအိမ်နဲ့မျက်ရည်တွေပြေလာတာကြောင့်ဖန်ခွဲစားတွေကိုတောင်ကောင်းကောင်းမမြင်နိုင်တော့ပါဘူး။ဒါကြောင့်လက်ကိုရှသွားခဲ့ပါတယ် ဘာဖြစ်ပြန်ပြီလဲအဆင်ပြေပြေလုံနိုင်နေဆိုတာကိုမရှိဘူး ။မောင် မင်းလုံနိုင်တာတခုတော့ရှိတာပဲမင်းနေလိုက်တာကတင်မောကိစ္စကိုတော့မင်းကောင်းကောင်းလုံနိုင်တာပဲ မောင်စကားတွေအရင်လုံးလာပြီနော် အဲ့တော့ဘာဖြစ်လဲမင်းကငါ့ယောက်ျားဒီလောက်လေးပြောတာကို ။ဒီလောက်လေးဟုတ်လား။မောင်ငါ့ကိုတိတ်စော်ကားလုံးနေပြီဆိုတာရောသိရလား မတိဘူးတိစရာလည်းမလိုဘူးတိလည်းမတိချင်ဘူးဘာလဲငိုနေတာလား ။မောင်စိတ်ချပါ။မောင်ကြောင့်ငါငိုတာဒါနောက်ဆုံးဖြစ်နိုင်တာကြောင့်နောက်ကိုမောင်မမြင်ချင်တဲ့ငါမျက်ရည်တွေမမြင်ရပါဘူး ကောင်းတယ်မင်းမျက်ရည်တွေကိုငါယွန်းနေဆိုတာသိတယ်မလား ။တိတ်တီတာပေါ့။ဒါကြောင့်မောင်ဘေးမှနေပြီးမောင်ကိုမေ့နိုင်အောင်ကြိုးစားတော့မှမလို့မျက်ရည်ထက်မကြလာစေရအောင်။အဲ့လိုပြောပြရတဲ့အိတ်ခမ်းထဲကိုကျွန်တော်ပြေးလာခဲ့လိုက်ပါတယ်။အခန်းတကားကိုလောချပြီးဒီနေ့တည့်ရက်တော့အချိုခန်းထဲမှာမဟုတ်ပဲလူလူလက်လက်အောင်ငိုပြရစီ။ရှင်ဘက်ထဲမှာလောင်နေတဲ့မီးကိုဘာနဲ့မှညှင်းလို့မရတဲ့အထိပူလောင်နေတာကြောင့်နာကျင်ရပါတယ်။အရန်ကိုခံစားရပါတယ်။မောင်ရဲ့စကလုံးတွေကြောင့်
ရက်ဆက်ပြီးမှုရက်ဆက်နိုင်လိုက်တာမောင်ရဲ့အတိတ်ကချစ်ခဲ့ဦးတဲ့တန်ရောစင်လက်ချံလေးနဲ့တော့ငါ့အပေါ်ကောင်းပြီလို့မရဘူးလားငါမှားခဲ့ပါတယ်ဒါပေမဲ့ပြန်ပေးဆက်ရတာကြီးကများလိုက်တာမှားခဲ့တော့ကဘဝနဲ့ရင်ခဲ့ရပြီးပေးဆက်ရပြန်တော့နှလုံးသားတစ်ခုလုံးစုပ်ပြတ်တဲ့အထိဒါတောင်မကျေနပ်နိုင်သေးတဲ့မောင်ဘယ်ချိန်ထိပေးဆက်နေရမလဲမသိပေမဲ့အသက်ရှင်နေတဲ့အချိန်တိုင်းဆိုတော့သိပါတယ်ဒါကြောင့်ကျွန်တော်ထွက်သွားကြည့်ခြင်းပါတယ်ပထမတစ်ခါမောင်ကိုနှုတ်ဆက်တော့မောင်ရောငါရောလောကကြီးထဲမှာရှိနေတော့အချိန်လေးခုတစ်ခါမောင်ကိုနှုတ်ဆက်ရပြန်အောင်မယ်အနေအထားလေးနည်းနည်းတော့ကွာလိမ့်မယ်မောင်နှုတ်ဆက်ပါတယ်မောင်ကျွန်တော်အဲ့လိုပြောလိုက်ပြီးလက်ထဲကအရက်ပြန်တွေကိုတောက်ချလိုက်ပါတယ်ခဏကြာတော့မခံစားနိုင်လောက်အောင်ပူလာတာကြောင့်ကျွန်တော်လူးလိမ်နေရပါတော့တယ် ငဲဘာလို့ခုလိုလုပ်တာလဲ မောင် မောင်တောင်းမှန်ပါတယ်ငဲကိုမောင်စင်းကိုခေါ်သွားမယ် စပ်ပါတယ်မောင် မောင်တောင်းမှန်ပါတယ်ငဲမောင်စီပြန်လာခဲ့ပါငဲမရှိရင်မောင်လည်းတေးရလိမ့်မယ်ငဲပြန်လာပြီးမောင်မုန်းတွေကိုခံယူအောင်မယ်လीငဲပြန်လာပါငဲထွက်သွားခြင်းတိုင်းထွက်သွားလို့မရှိဘူးလေမောင်ခွင့်ပြုချက်ကိုယူရမယ်လीကောင်းကောင်းပြောမယ်ကွာငဲနားထောင်ပါနောက်ဆုံးငဲမနေလို့ထွက်သွားမယ်ဆိုရင်တော့မောင်လက်နဲ့ပဲငဲထွက်သွားရမယ်ဟုတ်တယ်အဲ့ဒါငဲမှတ်ထားပါချစ်လို့မုန်းကျင်ခဲ့တာပါကြဲတော့မောင်မငဲကိုမုန်းနိုင်တဲ့ခွန်အားတော့မရှိပါဘူးပြန်လာပြီးပါငဲအောင်တောင်းဆိုတာပါ